လူတွေကတော်တော်မိုက်ရိုင်းတာဟမ်ရှိတဲ့လူကိုသွားလုပ်ပါမရှိတဲ့လူကိုသွားလုပ်စက်တင်တုံးဟောတော်သေးတာပေါ့ဘာမှမဖြစ်လို့ဖြစ်တာဖြစ်လို့ကတော့လှပြီဟုတ်ကြဟမ်ဘာဖြစ်လာတော့ဘာဖြစ်ရမှာတော့ရက်လီလေအပတ်တင်ကျခေါ်လို့ဆိုပြီးပါသွားတာအဲ့ဒါကိုလူရှင်းတဲ့နေရာလေးရောက်လဲရောက်2ယောက်အဓားထောက်ပြီးတော့ဆိုင်ရယ်လဲလူရတယ်အကောင်လည်းမျက်ခွက်တွေလည်းဖြစ်နေခဲ့တယ်တော်သေးတာပေါ့လူဘာမှမဖြစ်သွားတာဟုတ်ကပဲလူတွေကလည်းတော်တော်ကိုစိုးလာတာပဲရုပ်ချက်နဲ့တတိလေးပါကြီးထားတော့တတိထားတာပေါ့ဟဲ့ငါတို့ကလည်းဘယ်သူကလူဆိုဘယ်သူကလူကောင်းငါတို့လည်းဘယ်လိုလုပ်ခွဲကြလို့တက်မှာတော့ပတ်တင်ကျခေါ်တယ်ဆိုလိုက်ရတဲ့ကိစ္စကြီးပဲကျမလည်းတနေ့တနေ့ရှင်းပြောတာလေးကိုနားထောင်ပြီးတော့ကျုပ်တော်တော်ကြီးကိုစိတ်ဝင်နေပါပြီအဲ့ဒါကြီးလည်းဆွဲမစားခိုင်းနေတော့ပါမိမရေဒီဘေးထဲမှာမဆွဲရင်လည်းငါဘယ်လုပ်မလဲငါလည်းဒီဘေးထဲပဲဆွဲတတ်တဲ့ကိစ္စယူကွာမေးတဲ့တောင်စိုးသေးတယ်ငါအဲ့ဒီလိုအတန်တွေကြားလေအဲ့ဒီလိုတွေဖြစ်လေငါဒီလိုရုပ်မလုပ်ချင်လေပဲတူပါပဲကျမအိမ်ကနေပြီးတော့နားဆွနေရတာကျမစိတ်ပူနေရတာနောက်ကနေပြီးပြန်ခဲ့ပြီးရှင်မဲတစ်ခုခုဖြစ်လာတစ်ခုခုဖြစ်လာတယ်အခုအဲ့လိုမျိုးလေးတန်နေကြတော့ကျမပူထူတာပေါ့တတိလေးပါကြီးထားကြမှာရှင်ဒီဘာလို့စိတ်ညစ်ပါတယ်ဘာလို့ဘာကရင်မှတော့မသိတော့ပါဘူးဟုတ်ကြအဲ့မစားဘူးလားဘိုက်စားလို့ပြန်လာတာအဲ့ဒီဥစ္စာကိုဒေါသဖြစ်ပြီးတော့ငါသမင်းစားခြင်းနဲ့စိတ်ဘယ်ပြောက်သွားမှန်းမသိတာမင်းစားလို့တော့မရဘူးစားရမယ်ကျမမှရှင်းတယောက်လေးရှိတာရှင်းမရှိလို့တော့မဖြစ်ဘူးတော့ဒီလေးမှလေးချိုးမင်းစားအောင်ရီချိုးမလို့ကွာသမင်းစားရွာကငါဘေးတော့ပြန်ထွက်မှာပဲဟာကြီးငါနဲ့ငါမိမနဲ့ပြောပြသေးတယ်အဲ့ဒီကချစ်လူငါစိတ်မကောင်းဖြစ်တာပြီးတော့ငါတို့လိုအပိုင်ဆိုရင်ပြဿနာမရှိဘူးကွာဟုတ်တယ်ဒီကောင်ငါပြီးမောင်းရတာအခုသူ့ပိုင်ရှင်ကလည်းအဲ့ဒီဥစ္စာကိုပြန်မယုံရင်ဒီကောင်ပြဿနာရှာမယ်ရောဘာလို့ပြောဟိုတနေ့ကကွာငါ့ကိုဆိုင်ငယ်ဒီရှာလို့ငါတို့လည်းဘလို့ရှာပေးမလဲအခုလည်းအတိမှမရှိတော့ဘာပဲပြောငါတို့စဉ်းစားတာကွာဆိုင်ငယ်လာငားတဲ့လူတွေပါလို့ငါတို့နည်းနည်းအကဲခတ်ပြီးတော့လိုက်မှအဆင်ပြေဟာတကယ်ကြီးဟာမင်းကလည်းဆိုင်ကလာငားတဲ့လူကငါတို့လူမယ်လူလားမလူမယ်လူလားလူလို့လားလူကောင်းလားငါတို့ဘယ်လိုလုပ်ခွဲတတ်မှာလဲဆိုမင်းကအဲ့ဒါကိုငါပြောချင်တာပေါ့တော်အောင်လာငားတယ်ဆိုရင်လည်းအနေထားကိုအကဲခတ်ပြီးတော့မှငါတို့ကလိုက်မှအဆင်ပြေဒါပြောရတင်တာဒီကောင်ဆိုင်ငယ်လူသွားလို့နော်တချို့ဆိုရင်ချော့သွားတယ်ပဲပါသေးတယ်ဒီတင်းနဲ့နေရတော့အကောင်းဆုံးပေါ့ကွာအဲ့တော့ငါတို့အခုကတော့စဉ်းစားရတယ်ဘာစဉ်းစားရလဲဆိုတော့ငါညပိုင်းကမဆွဲတော့ငါညနေ4 နာရီ5 နာရီလောက်ငါတိမ့်မယ်လို့ငါတော့တွက်တာဆောင်းရံလေးဆိုနေဆောင်းသားတင်တာဆောင်းသားပေါ့ဟုတ်တယ်အဲ့ဒါကြောင့်အဲ့ဒါလိုပဲရဟာကျွန်တော်လည်းပါငါလိုက်သွားတယ်ငါမနေ့ကကြောင်းမမြတ်တယ်ငါသမင်းသားပြန်ခေါင်းရသူမိလိုက်ပါအဲ့တူပုတ်တယ်သူပြန်သွားမယ်ကျွန်တော်ပြောနေတာလိုက်ဟောရတယ်လေကိုဟုတ်ကဲ့လာအေးပါโอเคတတိထားသွားအောင်နော်အေးပါโอเค